Okay အားလုံးပဲမင်္ဂလာပါ product ID ရဲ့ business training center ကိုကြိုဆိုပါရစေအဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့လေးလာမှုလေးမှာတော့ကျွန်တော်ရဲ့ဘာအကြောင်းလေးရသွားမလဲဆိုရင်ပေါ့နော်ကျွန်တော်ရဲ့combinator ပေါ့နော် combinator ဆိုတဲ့ဟာလေးကိုကျွန်တော်လေးရသွားမှာဖြစ်ပါတယ်အဲ့တော့ combinator ဆိုတာဘာလဲပေါ့နော် combinator ကတော့လွဲပါတယ်ပေါ့ combinator ကတော့ကျွန်တော်ရဲ့ဒီမှာဥမာပြောရမှာဆိုရင်ကျွန်တော်ရဲ့ဒီမှာ div tag ရှိရပေါ့ဗျာအဲ့ div tag ထဲမှာ p tag ရှိရဆိုအဲ့ p tag ကိုကျွန်တော် land select လုပ်ချင်တယ်ဆိုရင် land select လုပ်ရတဲ့နီးပေါ့ဗျာဒါပေမဲ့အဲ့ဒါတော့ဒီလို p ဆိုပြီး select လုပ်လို့ရတယ်ဒါပေမဲ့အဲ့လို p ဆိုပြီး select လုပ်ရတဲ့အခါမှာဆိုရင်ဒီပြင်မှာလည်း p ရှိမယ်ဒီပေါ်မှာရှိရဲ့ H1 နဲ့မှာလည်းကျွန်တော် P ရှိမယ်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ P ရှိနေမယ်ပေါ့အဲ့ဒါဘယ် P ကို select လုပ်အောင်မလဲဒီ3ခုစလုံးတော့ select လုပ်သွားမှာပေါ့ဟုတ်တယ်မလားအဲ့ကျွန်တော်ရဘာလုပ်ပြရလဲဆိုတော့ div ထဲမှာရှိရဲ့ P ဆိုပြီးတော့ကျွန်တော်ရလုပ်ပြရဖြစ်ပါတယ်အဲ့ကျွန်တော်ရဘယ်လိုလုပ်ရလဲအဲ့ကျတော့ဘယ်လိုလုပ်မလဲပေါ့နော် class က select တိုင်းရဲ့နှစ်ခုတောင်ရေးရမှာလားဆိုတော့ဟုတ်ပါတယ်ကျွန်တော်နှစ်ခုရေးလိုက်အောင်ပါပဲအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ combinator လို့ခေါ်ပါတယ်ကျွန်တော်အရှိမ div ဆိုပြီးတော့ခက်ရေးလိုက်တာတည်းများကျွန်တော်ဒီမှာ div ထဲက P ကိုသူကလှမ်းပြီး select မှတ်သွားမှာဖြစ်တယ်ကျွန်တော်ဥမာပြမှာဆို H1 နဲ့မှာ P တက်လုပ်ပြီးတော့P in H1 ဆိုပြီးတော့ရေးမယ်ပြီးတော့ဒီမှာ div ထဲမှာP in div ဆိုပြီးရေးမယ်ပြီးတော့အပေါ်မှာဒီမှာမှကျွန်တော်P in nothing ဆိုပြီးကျွန်တော်ရေးမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာ P ဆိုပြီး select လုပ်ပြီးတော့ကျွန်တော် color ကို red ထားလိုက်မယ်ဆိုရင်ဘာဖြစ်မှထင်လဲပေါ့ဒါဆိုကျွန်တော်ရှင်းသမျှဟာတွေအကောင်လုံးက red ဖြစ်နေမှာပေါ့နော်အဲ့တော့အဲ့လိုမဖြစ်စေချင်ဘူးဆိုကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဒီ P ပေါ့နော်ဒီ H1 ထဲမှာပဲရှိရ P ကိုပဲကျွန်တော် select လုပ်ချင်တယ်ဆိုရင် P ရဲ့အရှိလေးမှာ H1 လေးထည့်လိုက်အောင်ပဲပေါ့နော်ဒါဆိုကျွန်တော်ရေ H1 ထဲမှာရှိရ P ကိုပဲ select လုပ်ပြီးတော့ကျွန်တော်ရေကတိုက်ရောက်မှုဖြစ်တော့မှာဖြစ်ပါတယ်အဲ့တိုင်းမှာကျွန်တော်ရဲ့ div ကလည်းအဲ့တိုင်းပဲပေါ့နော် div ကိုလည်းကျွန်တော်ရေအဲ့လိုလုပ်လို့ရပါတယ်အဲ့တော့အားလုံးပဲဒီပေါ့နော်ပထမဆုံး combiner လေးကိုကျွန်တော်နားလည်မယ်လို့ထင်ပါတယ်ကျွန်တော်တို့နောက်တစ်ခုဆက်သွားအောင်နောက်တစ်ခုကတော့ဒါပို့ပြီးတော့ဘယ်လိုပြောရမလို့ပေါ့နော်ပို့ပြီးတော့လမ်းတယ်ပေါ့နော်တော့ဘယ်လိုလဲဆိုတော့ div ထဲမှာရှိရဗျာဒါပေမဲ့ div ထဲမှာရှိရဆိုတော့ဒီမှာ p ရှိရP ရတစ်ခုတည်းမဟုတ် hello prtch product ပေါ့ဗျာ div ထဲမှာရှိရ p ဒါပေမဲ့သူက p ရတစ်ခုတည်းမဟုတ်ဗျာသူက p ရအများကြီးပဲသူကဒီလိုမျိုးအများကြီးပဲပေါ့နော်အများကြီးပဲဆိုတော့ကျွန်တော်ဒီလိုမျိုးပုံစံဖြစ်နေပေါ့ဒီလိုပုံစံဖြစ်နေဆိုတော့သူကဘာလုပ်လို့ရလဲဆိုရင်ကျွန်တော်ကဒီထဲမှာပေါ့နော်ဒီလိုလုပ်လို့ရတယ်ပေါ့နော်ဒီလိုပါဇက်လေးခါလိုက်အောင်ပဲပေါ့နော် div ထဲမှာရှိရ p ဆိုပြီးကျွန်တော်ခါလိုက်အောင်ပဲဒါဆိုတော့အဲ့ဒီအတိုင်းပဲပေါ့နော်ကျွန်တော် div ထဲမှာရှိရ p အကုန်လုံးကိုသူကယူပြီးသွားမှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလောက်တာဖြစ်တယ်အဲ့တော့အကောင်လုံးကိုသူကတက်ရောက်မှုဖြစ်အောင်ပါပေါ့နော်သူကဒီ div ဆိုတဲ့parent tag ထဲမှာရှိရ p ဆိုတဲ့ child tag လေးကိုသူကအကုန်လုံးကိုယူအောင်မှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလောက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်ပြောင်းပြန်ဖြစ်အောင်ပါပေါ့ဒါဆိုတော့ဘာမှတက်ရောက်မှုမရှိတော့ဘူး div ရဲ့အပြင်မှာပေါ့နော်အဲ့လိုမျိုးပုံစံကြီးဖြစ်သွားတာပေါ့ okay ဟုတ်ပြီဒါဆိုတော့ထားရပါကျွန်တော်ဒီတိုင်းလေးပဲပြန်ထားလိုက်မယ်ပေါ့နော် div ထဲမှာရှိရ p ဒီအကောင်လုံးကို select လုပ်ခိုင်းတာ select လုပ်ပြီးတော့တက်ရောက်မှုတွေကိုလုပ်ခိုင်းတာပေါ့နော် color တွေကိုချိန်ခိုင်းတာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ကြတော့ပေါ့နော်ဒီ div နဲ့အနီးကပ်ဆုံးဆိုတာကျွန်တော်ကဒီအထဲထဲကိုပြောမှာမဟုတ်ဘူးเนาะအထဲထဲမှာဆိုကျွန်တော်တို့မရဘူးပေါ့နော်ကျွန်တော်အထဲထဲမှာဆိုတော့ဒီလိုမျိုးရေးပေးရတာပေါ့နော်ဒီလိုရေးပေးရတာဒါပေမဲ့တော့အထဲထဲမှာမဟုတ်ဘူးသူက div class ရှိပြီဆိုရင်ဒီမှာ div class ရဲ့အဆုံးရဲ့အနီးကပ်ဆုံးပေါ့နော်ကျွန်တော်နောက်တဲ့ဒီမှာ p နောက်တစ်ခုနှစ်ခုထပ်ထည့်လိုက်မယ်ကျွန်တော်ဒီမှာ run မဆိုတော့ဒါတော့အလုံးမဖြစ်ဘူးပေါ့နော်ဘာလို့ဆို div ထဲမှာဖြစ်ဆိုတော့ဒီမှာ p ဆိုပြီးလုပ်လိုက်မယ်ဆိုရင်ဒီမှာ p ဒီအကောင်လုံး select လုပ်တယ်ဒါပေမဲ့ကျွန်တော်ကဒီနောက်တစ်ခုကဘာလဲဆိုရင် div နဲ့အနီးကပ်ဆုံး p ပေါ့နော် div plus p ဆိုရင်ဘာဖြစ်လဲဆိုတော့ဒီ div ရဲ့နောက်ဆုံးအပိတ်နဲ့အနီးကပ်ဆုံးဒီ p တကြောင်းကိုပဲသူကလုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့ဆိုဒီမှာကြည့်လိုက်မယ်ဆိုရင်ပထမဆုံး p ကိုပဲသူကcolor လေးပြောင်းပေးသွားမှာဖြစ်တယ်ပေါ့နော်ဒါက div နဲ့အနီးကပ်ဆုံး div ရဲ့နောက်တစ်ခုပေါ့နော်closest to div ပေါ့နော် select the closest to div div နဲ့အနီးကပ်ဆုံးသူက select လုပ်လိုက်တာပေါ့နော်အဲ့ဒါအကြောင်းမလို့ကျွန်တော်အနီးကပ်ဆုံး p လေးကသူက color ပြောင်းသွားဖြစ်တယ်ကျွန်တော်နောက်တစ်ခုသွားအောင်နောက်တစ်ခုကဘာလဲဆိုတော့ next sibling လို့ခေါ်ရပါတော့ဒါကတော့ select next sibling သူ့ရဲ့နောက်တဲ့ sibling တခုယူပါပေါ့ဥပမာကျွန်တော်တခုမှာကြည့်ရမယ်ဆိုရင်ပေါ့နော်ကျွန်တော်ကြည့်လိုက်မယ်ပေါ့ဒီမှာအဲ့တော့ဒီမှာ div ဒီမှာ div ဆိုပြီးတော့သူကဘာလုပ်လဲဆိုရင် div မှာဒီ template literal လေးထည့်ရပါတော့ template literal လေး sorry ဒါဒီလိုမဟုတ် shift လေးနဲ့ရေးရမှာပေါ့နော် template literal လေးထည့်လိုက်တာtemplate literal လေးထည့်လိုက်တော့မှဘာဖြစ်သွားလဲဆိုရင်ကျွန်တော်ဒီမှာမလို့ဒီကောက်ကိုရသွားရပါဗျာဒီကောက်တော့ရသွားဆိုရင်သူက next sibling select next sibling ပြောတာ div ရဲ့ဒီမှာဒီလို p ဆိုရင်တော့ဘာဖြစ်သွားလဲဆိုရင်ဒီ p ရဲ့နောက်တဲ့ sibling ပေါ့နော်နောက်တဲ့ဟာပါရှိသေးလဲ span ပေါ့နော် span hello ဆိုပြီးရေးလိုက်မယ်ဆိုရင်ဒါတော့အလုံးမလုပ်တော့ဘူးပေါ့နော်နောက်တဲ့ sibling တခုဒီ div ရဲ့နောက်တဲ့ sibling တခုပဲသူကလုပ်တော့တာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဒီမှာဆိုရင် p ရဲ့ sibling ပေါ့နော် p ရဲ့ sibling ဆိုတာသူ့ရဲ့ p တက်လေ p တက်ရဲ့ sibling ဆိုတော့သူ့ရဲ့ညီကောင်မောင်နှမတွေကိုပြောတာအဲ့တော့ p ရဲ့ညီကောင်မောင်နှမရဲ့ p ရွေးရှိရလေအဲ့တော့သူက p ဆိုရင် p sibling တွေကိုပဲသူကလုပ်ပြီးတော့ဒီမှာ span ဝင်လာပြီဆိုတာ ਨੇ span ဝင်လာပြီဆိုတာ ਨੇ သူက span ကိုအလုံးမလုပ်ပြီးတော့ဘူးပေါ့နော်ပြီးတော့မှကျွန်တော်သူက p ကိုပဲအလုပ်လုပ်ပြီးတော့မှာ hello p ဆိုပြီးကျွန်တော်ထားလိုက်မယ်ဆိုရင်ဒီ p ကိုပဲသူကအလုပ်လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ဒါကတော့ဒီ div class ရဲ့အပိတ်ပေါ့နော်အဲ့လိုမျိုးသွားတာဖြစ်တယ်ပေါ့နော်ဒါရဲ့ကျွန်တော်နောက်ပိုင်းကျရင်လုံးဝအသုံးပြု
ဒါမှလုံးဝလိုအပ်လာမယ့်သိသိနဲ့ရလေးဖြစ်တယ်ပေါ့နော်မသုံးတော့မှကျွန်တော် knowledge အနေနဲ့သိထားတာပို့ပြီးတော့ကောင်းပါတယ်ဟုတ်ကဲ့ဒါဆိုတော့ကျွန်တော်တို့ရဲ့ဒီနေ့လေ့လာမှုလေးကတော့ဒီလောက်ပါပဲနည်းနည်းလေးမြန်သွားတဲ့အတွက်ပေါ့နော်တောင်းပန်ပါတယ်ပေါ့နော်ကျွန်တော်ဒီကလေးကနည်းနည်းလေးရှုံးဝင်ဆိုတာသိပါတယ်ဒါပေမဲ့သူကဘယ်လိုလောက်တာလဲဆိုတော့ကိုနည်းနည်းလေးပြကြည့်မယ်ဆိုရင်တော့ကျွန်တော်အဆင်ပြေမှာပါဟုတ်ကဲ့အဲ့ဆိုတော့ကျွန်တော်ရေပေါ့နော်ဒီ combiner လေးကတော့ဒီလောက်ပါပဲကျွန်တော်ရေဒီအခုအချိန်ဒီပေါ့နော်တေးချာနဲ့လေ့လာအတူတူကလေ့လာပေးရတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရေနောက်ထပ်လေ့လာမှုလေးမှာပြန်ပြီးတော့တွေ့ဆုံကြပါမယ်